ဘုရားကိုဘာလို့ကိုးကွယ်တာတုံးလို့မေးလို့ရှိရင်မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ပြီးအဆုံးအမတိုင်းနေပါမယ်ဆိုတဲ့ရွေးချက်နဲ့ကိုးကွယ်တာဟောတဲ့တရားတွေကလည်းအတိလင်းတော့ historical ဘုရားလို့ခေါ်တာ image မဟုတ်ဟောရဲမဟုတ်ဘူးသူက mythical မဟုတ်ဘူးပုံမြင်တဲ့ဟာမဟုတ်ဘူး historical ဆိုတာတကယ်ကိုရှိခဲ့တာလေဥပမာမိုးကုတ်မှာနေကြတဲ့မိုးကုတ်မြို့မှာနေကြတဲ့ပုဂ္ဂိုလ်တွေကြည့်လေလွန်ခဲ့တဲ့နှစ်တရာကမိုးကုတ်ရဲ့ history ဆိုတာရှိတာပဲလေ history ရှိတယ်ဆိုလို့ရှိရင်တကယ်ဖြစ်ဖြစ်ပေါ့ဂေါတမဗုဒ္ဓဖះကိုကိုးကွယ်တယ်ဆိုတာဒီဖះ historical ပေါ့သမိုင်းမှာတကယ်ရှိခဲ့တယ်စိတ်ကူးနဲ့ကိုးကွယ်ရတဲ့ရာမို့ဒါဖြင့်ဘုရားကိုဘာလို့ကိုးကွယ်တာတုံးလို့မေးလို့ရှိရင်မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ပြီးအဆုံးအမတိုင်းနေပါမယ်ဆိုတဲ့ရွေးချက်နဲ့ကိုးကွယ်တာလလဘာတွေရခြင်းလို့စီးပွားတက်ခြင်းလို့ကံကောင်းခြင်းလို့ဆိုတာမျိုးတွေမဟုတ်ဘူးနော်စီးပွားတက်ခြင်းလို့ဘုရားကိုးကွယ်တာမဟုတ်ဘူးအဲ့ဒါတွေကရောထွေးကုန်တာရောထွေးကုန်တာဆို tradition တွေနဲ့ရောကုန်ရောနေတယ်ဆိုတာရွှေတကုံဘုရားသွားကြည့်ပေါ့နော်စနေသားကစနေတောင်ဘုရားသွားလာရေလောင်းချမ်းပါတယ်ဆိုတဲ့ဆောင်းကကြီးဘာလို့ရေလောင်းမလဲကိုချင်းမစားနော်တော့ကိုကောင်းစားဖို့အတွက်ဘုရားသွားဒုက္ခပေးတယ်လို့ဖြစ်မနေဘူးလားမြတ်စွာဘုရားဟောတယ်လေကြီးပွားတိုးတက်ခြင်းလို့ရှိရင်ဥဋ္ဌာဏတမရာမဲအလုပ်ကြိုးစားအလုပ်ကြိုးစားဆိုတဲ့ထဲမှာလုပ်ငန်းကျွမ်းကျင်ရမယ်နည်းပညာကောင်းရမယ်ဇွဲကောင်းရမယ်ဒါဘုရားဟောတာပြီးရင်အာရခတမရာမင်းရှားဝေသမျှတွေအလေလွဲမရှိအောင်ထိန်းဒါကိုလုပ်ရမယ်အလုပ်တွေတမဇီဝိတာဝင်ငွေထွက်ငွေမြတ်မြတ်တာသုံးဆိုဘတ်ဂျက်ပဲဒါတော့လုံငွေတွေပြမနေစီနဲ့ပေါ့ရတာကနည်းနည်းသုံးတာများနေဒါလုံငွေတွေပြကုန်မှာပေါ့လုံငွေပြခြင်းဟာဘာတော့ကျွေးတင်ခြင်းပဲပေါ့အဲ့ဒါလို့မြတ်စွာဘုရားအပြည့်စုံခေါ်ထားပြီးသားပဲဒါတွေကလေမြတ်စွာဘုရားဟောတဲ့တရားတော်ဟာသူလက်တွေ့ပဲတွေးကြည့်ရမယ်ဟိုရင်းဖြစ်ရမယ်တရားမဟုတ်ဘူးလက်တွေ့တရားတွေကိုဟောတာကိုယ်အိမ်ကိုယ်ရင်ပဲစဉ်းစားကြည့်မြတ်စွာဘုရားဟောတဲ့စီးပွားရေးတရားလိုက်နာမယ်ဆိုလို့ရှိရင်ဘာလဲစတုထာဝိပစေဘောဂေပန္တိတောဂရမဝတံစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မိသားစုဘဝမှာနေပြီဆိုလို့ရှိရင်တဲ့ကိုပိုင်တဲ့ပစ္စည်းကိုလေးပုံပုံထားဆိုပါစို့ဝင်ငွေကိုလေးပုံပုံလိုက်ဝင်ငွေကိုလေးပုံပုံပြီးတပုံကိုစားတပုံကို emergency ထားကျန်တဲ့နှစ်ပုံမှာယင်းနှမြုံနှံမှုအတွက်သုံးလို့ဒီလိုဟောတာဗျာခုတော့မဟုတ်ဘူးလောက်ကွက်ဆိုပြီးတော့မြေကြီးတဲ့ဘာရှိမှမသိမရှိမှမသိရှိသမျှတွေကုန်အိမ်ရောဘာရောအကုန်လုံးပေါင်ထဲ့တာတခုမှမရတဲ့အခါသွားပြန်ရောနော်ခုခေတ်မှာတချို့အဲ့ဒါမျိုးတွေဖြစ်တယ်လေအိမ်ဒီဘာတွေရောကုန်ပါသွားတာမမြင်ရတဲ့ဟာလောက်တယ်လေမြေကြီးတဲ့ဘာရှိတာကိုယ့်မျက်စိကမြင်ရတာမှမဟုတ်တာအဲ့တော့မြတ်စွာဘုရားစကားအတိုင်းလိုက်နိုင် emergency တပုံထားမသုံးနဲ့မတို့မထီနဲ့အရေးကြီးတဲ့အခါမှာသုံးဖို့ဟောတပုံပဲစားနှစ်ပုံကတော့ investment ယင်းနှမြုံနှံမှုမှာထည့်ပြီးဒီလိုသုံးသွားမယ်ဆိုရင်မတော်တဆဒီလိတ်လဲဖြစ်သွားအောင် emergency ရှိတယ်လေသူဆိုတာပေါ့အဲ့တော့ဘုရားစကားနားထောင်ပြီးတော့လိုက်နာမယ်ဆိုရင်တတိမဖြစ်တောင်မှတတိဖြစ်ဖို့ဖြစ်ပါတယ်တတိမဖြစ်တောင်မှမစင်ရဘူးကြွေးမတင်ဘူးပေါ့ဒီလိုဆိုတာပေါ့မြတ်စွာဘုရားကဒီဘဝကြီးပွားဖို့အတွက်လည်းအပြည့်စုံဟောထားတယ်နောင်ဘဝကြီးပွားဖို့အတွက်လည်းအဲ့ဒီလိုအဆုံးအမတွေရခြင်းလို့ဘုရားကိုကိုးကွယ်တယ်ဘုရားကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာပါမယ်လို့ promise လုပ်ထားပဲဗုဒ္ဓံတရဏံဂစ္ဆာမိဆိုတဲ့အဓိပ္ပာယ်ကကြည့်လေဂစ္ဆာမိဆိုတဲ့စကားလုံးကိုဖွင့်တဲ့အခါဇာနာမိဆိုတာပါတယ်နော်အဓိပ္ပာယ်ဘုရားဟာတ
ကယ်အားကိုးလောက်တဲ့ပုဂ္ဂိုလ်ဖြစ်အတိမတ်ပြုပါတယ်ပေါ့အတိမတ်ပြုပါတယ်ဆိုတော့ဘုရားဉာဏ်ကိုယုံကြည်တယ်ဟောထားတဲ့တရားတွေမမှားဘူးဆိုတာယုံကြည်တယ်အဲ့ဒါတွေအတွက်ဘုရားကိုအတိမတ်ပြုပါတယ်ဘုရားဟောတဲ့အတိုင်းဘုရားဆုံးမတဲ့အတိုင်းနေပါမယ်ဆိုတော့ဒီလိုဆိုလို့လားသားသမီးတွေလည်းတခါတလေမိဘပြောတာအမေပြောတဲ့အတိုင်းလုပ်ပါမယ်ဆိုရင်ကျင့်တတ်เสียပဲဟုတ်တယ်အဖေပြောတဲ့အတိုင်းလိုက်နာပါမယ်အခုကအဲ့ဒီအထိပ္ပယ်ဘုရားကိုးကွယ်တယ်ဆိုနော်အမေအဖေစကားနားထောင်ပါမယ်ဆရာသမားပြောတဲ့အတိုင်းလိုက်နာပါမယ်အဲ့ဒါလို့မဟုတ်ဘူးခုကဘုရားဘေးရောက်သွားတယ်ဘုရားဆိုတာရှ िख ိုးမယ်ပန်းလှူမယ်ပြီးတော့လှုပ်ချင်အောင်လှုပ်မယ်ဘုရားစကားတော့နားမထောင်ဘူးဆိုရင်အဲ့ဒါဆိုရင်တော့ချမ်းသာဖို့ရမရှိဘူးเนาะဒီလိုဖြစ်သွားအဲ့တော့ဘုရားကိုးကွယ်ခြင်းရဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားကိုယ်တိုင်ကိုကဒီတခြားဘာသာတွေမှာဒါတခြားဘာသာတွေကိုအပြစ်ပြောတာမဟုတ်ဘူးနှိုင်းရှင်ပြတာနှိုင်းရှင်ပြတာကိုးကွယ်မှုဆိုတာကိုယုံကြည်ရကိုလုံးခွင့်ရှိတယ်เนาะကိုယုံကြည်တာကိုခွဲကိုလူမှာလွတ်လပ်ခွင့်ရှိတယ်ပေါ့နော်လွတ်လပ်ခွင့်ရှိတယ်အဲ့တော့ကိုကြည်ညိုရကိုကိုွယ်ဘယ်သူကိုွယ်ဘယ်ဟာကိုွယ်လောကစဉ်းစားကြည့်စရာကတော့တခြားကယုံကြည်တယ်ဆိုတာဘာလဲလို့ဆိုရင်အနန္တတကူယုံကြည်တာသူတို့အနန္တတကူယုံကြည်သည့်အတွက်ကြောင့်ဘယ်နေ့မှမလဲမဖို့ပဲဆုတောင်းနေမှာပဲဗုဒ္ဓဘာသာတွေကြတော့အနန္တတကူယုံကြည်တာမဟုတ်ဘူးယုံကြည်ရမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုရှင်းပြတယ်တရားဆိုတာဘာပြောတာတော့ဆိုရင်တတ္တဟတိတထာဂတတဘောဓိမြတ်စွာဘုရားရဲ့အတိညာဉ်ကိုယုံကြည်တာအတိညာဉ်ကိုယုံကြည်ရင်ဒီအတိညာဉ်ရှိတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားဟာအလွယ်မှမရှိဘူးမရှိသည့်အတွက်ကြောင့်ရှောင်ရမယ်ဆိုရင်လိုက်ပြီးရှောင်မယ်ဆောင်ရမယ်ဆိုရင်လိုက်ပြီးလုပ်မယ်ဟောအဲ့ဒီကြမှာအကျိုးဖြစ်ထွန်းပါလေကျိုးဖြစ်ထွန်းတယ်ဆိုတာဥပမာမဲ့ယောဂရလို့ဆရာဝန်စီသွားတယ်ဆရာဝန်ကဒါတွေရှောင်ဒီစေးတောက်ဒါတွေတဲ့တယ်ဒါမတဲ့ဘူးပြောလိုက်တယ်ကိုကလှုပ်ချင်တာလှုပ်ရင်ယောဂပျောက်ပါမလားပျောက်ဘူးမြတ်စွာဘုရားလည်းဒီတိုင်းပဲလေ practical way ကနော်လက်တွေ့ကြတကယ်လက်တွေ့ကြအဲ့တော့ကိုလုံးဝမဲ့အပိုင်းဟာရှိတယ်